ဗီဒီယိုရှည်ဝါမှာဆိုလို့စကိုင်းကလန်နာစလိုက်မယ်ဒီက treasure လာမယ်ဆိုတော့အားလုံးတည်ပြီးသွားပြီလေအဲ့ခါကျတော့ Travis Spirit က14ရက်နေ့ကနေပြီးတော့18ရက်နေ့ထိတစ်ခေါက်လာအောင်မယ်နောက်ပြီး28ရက်နေ့ကနေပြီးတော့31ရက်နေ့ထိတစ်ခေါက်လာမယ်မေလအတွက်နောက်ဆုံးမှာ29ရက်နေ့ကနေပြီးတော့စပြီးတော့တေရော့ကလာ event လာမယ်ဘယ်နေ့ဆုံးမလဲတော့မသိဘူးဘာလို့လဲဆိုတော့ event တစ်ခုက14ရက်လောက်လာမယ်ပေါ့ကွာအားကြောင့်အရင်ကဆိုမှပြောမိလို့အခုပြောလိုက်တာဖြစ်ပါတယ်ဒါဆိုရင်တော့တေရော့ခါလာပါမယ် item လေးကြည့်ကြပါပေါ့ticket နဲ့စပင်းလေးကလည်းလမ်းပါတယ်ဒါပေမဲ့ ticket နဲ့အတောင်ကတော့မလမ်းဘူးပြဘယ်လိုမှမသိဘူးနောက်ဆုံးမှာကျတော့ကန်နယ်နဲ့ဝယ်ရတဲ့အယုတ်လေးတော့ပါပါတယ်ဒီတော့ပါပဲထုံးစံတိုင်းပဲဈေးရောက်ဖို့အတွက်ထုတ်ထားတဲ့ game ဖြစ်တဲ့အတွက်ကြောင့် IMB တော့လှပါတယ်ထွေထူးတော့ပြောတာမရှိအောင် main ကလေးကြိုက်ပါပဲဒါပေမဲ့ IMB ပါပဲအဲ့ဒါလည်း IMB ပါပဲအဲ့ခါကျတော့ပတ်စံကုန်ဖို့သာပြင်ထားလိုက်ပါဒီတော့ပါပဲဥပမာပြောရမယ်ဆိုရင်တော့ကိုယ့်အနေနဲ့ပတ်စံဖြုံးဖို့နေရာလိုနေတယ်ဂိမ်းကောင်းမစော့ခြင်းပတ်စံပဲဖြုံးနေတာဆိုရင်တော့ဒီ game လေးညွှန်းလိုက်ပါတယ်နောက်ဆုံးမဲ့လူတွေအတွက်ပါ